ပိုင်းရောမင်္ဂလာဆိုင်တော်ပဲဒီနေ့ည၄တောင်ကမှာတို့ဒီတက်ဆက်ပါဖြစ်ပါတယ်ပိုင်းရောမင်္ဂလာဆိုင်ဆရာကြီးကတော့ဆင်းနေပြီညာဒီမှာဆိုင်းစားဆင်းလာပါလက်ကဆုံးရောက်လာအားလုံးပဲဒီတဲ့မြေသက်တွေလာရောက်အားပေးပါဦးဒါလူရှင်တော့ကိုပွားဆန်းစီလိုတီကတော့ဆွဲနေပြီဒါလားလူငယ်ပလာကိုတိုင်းစီလိုဆွဲဒါတော့ဘိုင်းတော်ဖာစိတ်ကြိုးဥပါခင်ဗျာစီလိုအသေးတစ်လုံးဆွဲပြီးအမောဖောက်နေလို့ပါဒါတော့ကျွန်တော်တို့ရဲ့ဆရာအမေပြားကျော်မောဖောက်နေလို့ပါဒါတော့ဆိုင်းစရာတည်းအိမ်ရေးပြတ်သွားလို့ပါပိုင်ဟိကျော်ဟိုအိမ်ရေးပြတ်သွားလို့ပလန်လဲနေပါလေလို့နောက်ကကျွန်တော်ဒေတာရှင်တွေကနော်အားရစရာကြီးပါပဲလို့အားလုံးအိတ်တဲ့လူတွေကအိတ်နော်အမကျွဲခတ်နေတာနှစ်ယောက်အပြိုင်ဆိုင်များအမကျွဲခတ်နေပါလေခင်ဗျာနော်ဟောဒီမှာတယောက်ကလည်းကျွဲခတ်နေတော့ဗျာဟိုဘက်ကအဆိုတော်တွေကလည်းအမအပြိုင်ဆိုင်နေရာတွေယူနေပါလေခင်ဗျာနော်ပိုင်းရောအဖွဲ့မှာအဲ့လိုဗျရောက်လာတယ်ဆိုတွေကပျော်ပျော်ပြနေဟုတ်ပါဘူးပျော်ပျော်ပါပါတဲ့နော်စိတ်ကြိုက်ကမရဘူးကြီးပဲဒါပါအပေါက်လေးအပေါက်ကလေးပဲဒီထဲမှာတော့သူကတော့ဒီမှာနှစ်ဖူးစီလိုက်တာဆင်းပါနော်ဒါသူကအမသူ့မန်နေဂျူထားတာသူဂျူထားတော့ကောင်မလေးနှစ်ယောက်လည်းထွက်ပြေးပြီဟောဟုတ်ဘူးလားဒါတော့ပိုင်းကျော်မေးကျုံမှုသူကလည်းကျွဲခတ်တယ်ခင်ဗျအဲ့လိုစိုက်ဝဲရောက်တဲ့ကျွဲတွေခတ်တာခင်ဗျဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ပါကျွန်တော်တို့ပိုင်းဟင်းကျော်မင်္ဂလာဆိုင်ရောက်ပြီးအားပေးကြပါဦးလို့ညကြရင်လေးတွေပြေးတတ်တယ်။ပိုင်းရောမင်္ဂလာဆိုင်။လေးတောင်ကမှာကြော်ပြတင်ဆက်မှာဖြစ်ပါတယ်။ခန္ဓာကြီးရတော့ရှယ်ပဲ။ကျေကြီးပဲ။ဘုန်းတော်ဝင်ဘုရားပွဲကြီးနော်ဒီလိုကြော်ပြတင်ဆက်အဲ့ခါမှာဖြစ်ပါတယ်။ဒါတော့တိတရှင်ခုနာမည်လေးဆိုတော့ကျွန်တော်နာမည်အေယာဝတီမင်းထက်အောင်ပါခင်ဗျအေယာဝတီမင်းထက်အောင်နဲ့အေယာဝတီသားနေတာရန်ကုန်မှာနေပါတယ်လိုက်ကားမှာနေပါတယ်ဟုတ်ပြီဟောဒွန်နေလဲဆင်ပြီးပါပြီလို့နော်အားလုံးပဲဒွန်နေလဲဆင်ပြီးပါပြီ